အားလုံးပဲမင်္ဂလာပါအခုမြင်တွေ့ရတာကတော့ဒီ EE22 ရဲ့ format လေးပေါ့နော်အခုအဲ့ဒီမှာဖြီးအောင်အဆက်ကလေးပြထားတဲ့အပင်လေးကနေကျွန်တော်တို့တွေဟောပါနော် coin စပတ်မယ်ပေါ့နော်ဒီ coin ကျိုးကကျွန်တော်ဒီ30 site 6ပင်ပူးထားတာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ဒီ flyback transformer အနေနဲ့တုံးလို့ရအောင်ကျွန်တော်တို့ကပတ်ကြမယ်ပေါ့နော်အခုဒီအစာမှတ်ကနေကျွန်တော်တို့ဟောပါနော်ဒီညာရစ်ပတ်သွားမယ်စုစုပေါင်းကျွန်တော်တို့ပတ်ရမှာကတော့18ပတ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီ primary ကိုဟောပါsandwich winding ပုံစံနဲ့ပတ်မှာဖြစ်တဲ့အတွက်9ဘတ်ကိုအရင်ဆုံးစပတ်မယ်ပေါ့နော်အခုဆိုလို့ရှိရင်9ဘတ်ပြည်သွားပြီပေါ့နော်အဲဒီပြည်သွားတဲ့9ဘတ်ကိုကျွန်တော်တို့တွေတစ်ဖက်ချမ်းမှာခဏထုတ်ထားပြီးတော့မှဟောပါပေါ့နော်ဒုတိယအလွှာကိုဆက်ပတ်မယ်ပေါ့နော်အခုဒီ captain take နဲ့ကာပြီးလို့ရှိရင်ကျွန်တော်ဒါ secondary winding အတွက်ကျိုးပေါ့နော်အဲ့ဒါအခုဒီ coin ကျိုးကဟောပါပေါ့နော်ဒီသူလဲဟောပါပေါ့နော်30 gate 6ပင်ပူပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကsecondary က winding နှစ်ခုဖြစ်တဲ့အတွက်နှစ်ပင်ပူပြီးပတ်မယ်ပေါ့နော်တခါတည်းသူကကျတော့ bind filer ဖြစ်သွားမယ်ပေါ့နော်ကျွန်တော်ဒီပတ်တဲ့ direction ကတော့ညာရစ်ပဲဒီဇိုင်းတောက်လျှောက်ပတ်သွားမယ်ပေါ့နော်ဒီနဲ့တော့လေခေါ်ပါတော့ဒီကျွန်တော်ဒီ secondary ကကျွန်တော်9ပတ် primary က18ပတ်ပေါ့နော်လောလောဆယ် primary က9ပတ်နဲ့ဟိုပါပေါ့နော်ပထမတစ်လွှာကို9ပတ်ပတ်ထားတယ်အခုဒီ secondary winding ကိုအပြီးပတ်တယ်ပေါ့နော်နှစ်ပင်ပူပြီးတော့ကျွန်တော် captain တိတ်နဲ့ပြန်ပိတ်ထားလိုက်တယ်ပြီးတော့မှကျွန်တော်ဒီနောက်ဆုံးလက်ကျန်ပေါ့နော်9ပတ် primary ကိုဆက်ပတ်မယ်ပေါ့နော်ဒီခိုင်းနော်ဒါရေးကနည်းနည်းလေးစစ်စစ်လေးဖြစ်အောင်လားဒါဆိုရင်ဒီမှာဒီနဲ့ပနိုင်တယ်များညင်ကြီးလေးပေါ့နော်3 4 5 6အခုလောဆယ်ကကျူးကတူသွားတာပေါ့နော်အခုကျွန်တော်ကျူးထက်ပြီးတော့မှစစ်လိုက်မယ်ပေါ့နော်နှစ်ပတ်ကြံနေသေးရပေါ့နော်ကျွန်တော်ခဏဘေးကိုထုတ်ထားလိုက်မယ်အခုဒါထက်ဆက်မဲ့ကျူးပေါ့နော်အစင်တင်လောက်ထားပြီးတော့မှခုနကအဆုံးနေရာကနေကျွန်တော်ပြန်ပြီးမှဆက်ချီလိုက်မယ်ပေါ့အခုကျွန်တော်ဒီနောက်ဆုံးကျန်တဲ့ဒီနှစ်ပတ်ကိုဆက်ပတ်လိုက်မယ်ပေါ့နော်တစ်ပတ်နှစ်ပတ်အဲဆိုရင်အစောတုန်းက9ပတ်ရဲ့ဒီနှစ်ပတ်ရဲ့ဆို9ပတ်ပေါ့နော်ဒါအခုဒါပြီးသွားတဲ့အခါကြလို့ရှိရင်ကျွန်တော်တို့ဒီနောက်ဆုံးတိတ်နဲ့ပြန်မှဖုံးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနောက်ဆုံးဘယ်လိုဖြစ်သွားလဲဆိုတော့ဒီပထမ primary winding က18ပတ်အဲ့ဒါကိုဒီ9ပတ်တစ်ချမ်းမယ်ပြီးမှ secondary ကိုပတ်မယ်ပြီးမှ secondary ကိုပတ်ပြီးသွားပြီဆိုရင်နောက်ဆုံးလက်ကျန် primary ကိုဆက်ပတ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ကဒီ primary ကိုတဝက်ပြီးတော့မှ secondary ကိုဂျားမှာညှက်လိုက်တဲ့သဘောမျိုးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒီ sandwich ပုံစံလိုမျိုးပေါ့နော်secondary ကို primary နဲ့ညှက်လိုက်တဲ့သဘောမျိုးပေါ့နော်အဲ့ဒါကျွန်တော်က sandwich winding လို့ခေါ်တာပေါ့နော်အခုကျွန်တော်ဒီဟောပါတော့ဒီ primary ကကျွန်တော်တို့ပင်နံပါတ်1မှာစတယ်
pin နံပါတ်2မှာနောက်ဆုံးပြန်မှအဆုံးတက်တယ်ပေါ့secondary winding ကြတော့ကျွန်တော်တို့ဒီဟိုပါပေါ့နော် pin နံပါတ်9နဲ့9နဲ့ကို winding တစ်ခု6နဲ့8နဲ့ကို winding တစ်ခုပေါ့နော်ပထမ winding ကနံပါတ်9နေစတယ်ပြီးတော့မှနံပါတ်9မှာဆုံးတယ်ပေါ့နော်နောက်ထပ်ဒုတိယ winding ကကြတော့နံပါတ်6ကနေစတယ်ပြီးတော့မှနံပါတ်8မှာဆုံးတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားမှာအားလုံးကတော့ညာရစ်တွေကြီးကြီးပဲပေါ့နော်အဲ့ဒီဘောပင်ကိုတစ်ဖက်တည်းထားပြီးတော့မှညာရစ်သွားတာပေါ့နော်အခုလိုမျိုး coin တွေအားလုံးကိုညာရစ်တစ်ဖက်တည်း UTV ပတ်တာဆိုတော့ပူရမှလွှေသွားတာပေါ့နော်စုစုပေါင်းဒီ transformer မှာ coin 3ခုရှိတာပေါ့နော်ဒီမှာကျတော့ကျွန်တော်ဒီ auxiliary winding ကိုမပါဘူးပေါ့နော်ထည့်မထားအောင်သူရဒီဟောပါ PWM controller ကိုတခြားတီးတက် supply အနေနဲ့ပေးမှာဆိုတော့ကျွန်တော်တို့အဲ့ဒါကိုမလိုဘူးပေါ့နော်သူရဲ့ဒီ auxiliary winding ကိုမလိုဘူးအခုဆိုရင်ပြန်စစ်လိုက်မယ်ပေါ့နော်ဆိုရင်ဒါ connection ကောင်းတယ်ပေါ့နော် short လည်းမရှိဘူး coin တွေတစ်ခုနဲ့တစ်ခုအခုကျွန်တော်ဒီ coin ပတ်တာပြီးသွားပြီဆိုတော့ကျွန်တော်ဒီဟောပါပေါ့နော်ဒီကိုနှစ်ချမ်းကိုဟောပါပေါ့နော်ဒီထည့်တဲ့အခါကျလို့ရှိရင်တစ်ခုနဲ့တစ်ခုကြားမှာဟောပါပေါ့နော်ဟို gap လေးဖြစ်အောင်ကျွန်တော်တို့တွေ paper လေးနဲ့တစ်ချက်စီပေါ့နော်ကြားမှာခံပေးတာပေါ့ဘာလို့ဒီကောင်လေးက flying back transformer ဖြစ်တဲ့အတွက်အဲ့ဒီ air gap ကနေဒီ air gap ကမပါမဖြစ်ပေါ့နော်ပါပေးရအခုလိုမျိုးဒီကိုပေါ့နော်တိတ်လေးနဲ့တေချာလေးတင်းတင်းလေးပတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့စပြီးတော့တုံးလို့ရပြီပေါ့နော်ကျေးဇူးတင်ပါတယ်